ဆိုဖီယာတီဗီရဲ့ကြည့်လေချစ်ဆိုပါတယ်ဒီနေ့ဆိုဖီယာကပန်းချန်ထဲမှာထိုင်ပြီးတော့ကော်ဖီလေးတောက်လို့ရမယ်ဆိုင်လေးဒီဇိုင်းပြီးတော့ပပီလေးတွေနဲ့စောက်ကစားပြီးဖိုတိုလေးတွေယူလို့ရမယ်နောက်ထပ်ကောင်းတာကအစားတောက်လေးတွေကောင်းပြီးတော့ထူးထူးဆန်းဆန်းလေးတွေရမယ်ဆိုင်လေးကိုဆိုဖီယာခေါ်တော့မှဖြစ်လို့ဆိုဖီယာနဲ့ချက်လောက်လိုက်ခဲ့ပြပါအောင်နော်ဆိုဖီယာရောက်နေတာကပတ်ဟက်ကော်ဖီဆိုင်လေးမှာပါဝင်ချင်းမှာနွေးထွေးတဲ့ဝင်ထဲနေဆာဖလုပ်ပေးတာအရန်လာတဲ့ပန်းချုံကြီးကစီကျူနေတာကိုတွေ့ရမှာပါပန်းချုံကြီးတဲ့ကကော်ဖီကွက်ကြီးနဲ့တော့ဆိုဖီယာပေးပြီးခဲ့ပါသေးတယ်ခန်းစားချက်ကပန်းချန်နဲ့ရောက်နေတယ်လို့လုံးရုပ်ထုတွေတွေ့ပြန်တော့လေပြားထိုက်ထဲရောက်သွားတယ်လို့မျိုးပဲပေါ့နော်မိုးချက်တဲ့ခန်းစားချက်တွေကိုချရီလို့ရမယ်အခန်းလေးလည်းရှိတယ်တဲ့ကြတဲ့စားတောက်တွေလည်းရတယ်အရသာလေးကောင်းတယ်ချစ်စရာနုပူတင်လေးကိုလည်းအရင်ကြိုက်ပါတယ်အပေါ်နဲ့လီလေဆိုဖီယာတက်ကြည့်ဖြစ်ခဲ့ပါသေးတယ် decoration လှလှလေးပြင်ဆင်ပေးထားတာကိုတွေ့ရပါတယ်ပြီးတော့တိတ်ဆိတ်တယ်ပါပီဖူတိုလေးတွေချိန်ထားတာလည်းဆက်ဆောင်မှုတစ်ခုလိုမြင်ပါတယ်ဆိုဖီယာအတွက်နောက်ထပ်ဆက်ဆောင်မှုတစ်ခုကဘာဖြစ်မလဲဆိုတော့ခံကျင်တော့တူလည်းအကုန်ခံကျင်တော့ပေါ့တူလည်းအကုန်ခံကျင်တော့ပေါ့ဟဲ့လေမင်းတင်းရလာနည်းစကားပြောချင်လာပါနည်းစကားပြောချင်စကားပြောချင်လို့လေလူချင်းလို့နာမည်လေးလူစီလားကလေးอ่ะဟာမင်းကလူချီပေါ့ငါသူ့တောင်ချစ်လာပြီသူနည်းနည်းတက်အောင်အချင်းဒီမှာဒူစားမှာတော့ဒူစားပါရဒီဘက်အေးပြစားပါအမလေးအေးမတက်တော့ရကုန်ပြီလာမီလာဟိုလီမီလာစားလားကျွေးလိုက်ပါဦးတို့လေကဲမလေးအေးမသူတော့ဆုံးလေသူတော့ဆုံးပါလားပပီလေးတွေနဲ့အခုလိုပြောမယ်ဆိုရင်ဝန်ထမ်းလေးတွေစီမှာပို့ကြည့်လို့ရပါတယ်တရက်ကိုအမျိုးအစားတစ်မျိုးထားပေးထားပါတယ်သူတို့လေးတွေကိုချစ်ရင်အဲ့ဒီမှာစောင့်နေတဲ့ဝန်ထမ်းလေးစီမှာမုတ်လေးတွေကိုလည်းဝယ်ကြည့်လို့ရပါတယ်နော်ဒီဆိုင်လေးကဆိုဖီယာအနေနဲ့အနှစ်ချုပ်ပြောရမယ်ဆိုရင်ဆိုဖီယာမျှော်လင့်ထားတာထက်ပိုကောင်းတဲ့ feeling တစ်ခုရတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဆိုရင်အစားအသောက်ရဲ့အရသာတွေအရန်ကောင်းပြီးတော့ price လေးတွေကလည်း fair ဖြစ်တယ်လို့တော့မြင်တယ်ပြီးတော့ဆိုင်ကနှစ်ထပ်ကိုမှတိတိကျကျလေးခင်းချင်းပြီးထားတယ်အဲ့ဒီအပြင်ကြက်ကြက်လွတ်လွတ်နဲ့ဆိုပြီးတော့ private ဖြစ်တဲ့နေရာလေးတွေလည်းရှိတယ်ဒါကြောင့်မို့လို့အလုပ်လာလုပ်ချင်တဲ့သူတွေတငယ်ချင်းတွေလာပြီးတော့ချေးလုပ်ချင်တဲ့သူတွေ memories လေးတွေဖန်တီးချင်တဲ့သူတွေဆိုရင်ဒီဆိုင်လေးကိုလာတင်နေလို့ဆိုဖီယာမြင်ပါတယ်ဆိုဖီယာဒီဇိုင်းကိုလာရတဲ့အကြိုက်ဆုံးအကြောင်းပြချက်ကိုပြောပါဆိုရင်ပါပီလေးတွေနဲ့အနိကထိတွေ့ခွင့်ရတယ်ပြီးတော့ဖိုတိုလေးတွေလည်းရိုက်လို့ရတယ်ဆိုတဲ့ feeling ကတော့ဆိုဖီယာအတွက်အကောင်းဆုံးအကြောင်းပြချက်ပါပဲပြီးတော့နောက်တစ်ခုအနေနဲ့ဒီဇိုင်းလေးကိုနောက်တစ်ခါလာချင်းသေးလာလို့မင်းလုံးဝလာမယ့်ဆိုင်လေးပဲဖြစ်ပါတယ်သူ့ရဲ့အားနည်းချက်တစ်ခုကိုပြောပါဆိုရင်တော့ဆိုဖီယာရောက်တဲ့ချိန်မှာနည်းနည်းလေးပူပါတယ်ဒီချက်လေးအဲကွန်လေးပိုအေးမယ်ဆိုပိုကောင်းမယ်လို့ပဲဆိုဖီယာမြင်ပါတယ်ဒီဆိုင်လေးရဲ့လိပ်စာကတော့အေးမွန်နှစ်လန်၄ရက်ကွက်လှိုင်းမြို့နယ်မှာတည်ရှိပါတယ်ဆိုဖီယာအခုလိုမျိုးဆိုင်လှလှလေးတွေကိုနောက်ပိုင်းမှာလည်းထပ်တင်ပေးတော့မှာဖြစ်လို့ဆိုဖီယာရဲ့ channel ကို follow လုပ်ဖို့မမေ့ပါနဲ့ဆိုဖီယာတို့နောက်ဗီဒီယိုမှာပြန်တွေ့မယ် bye bye